ဒီခောက်ဆွဲကဂျပန်မှာအဆက်ဆုံးဖြစ်ပြီးစားလိုက်ရင်စိတ်ဝိညာဉ်ကိုပါစေကြောတန့်စင်ပေးနိုင်တယ်လို့ဆိုကြပါတယ်သူ့ရဲ့အဆက်တန်ကိုအဆင့်လိုက်သတ်မှတ်ထားပြီးတာမန်လူတွေကတော့ level 3လောက်ပဲခံနိုင်ရရှိကြတာပါအဆက်ကြိုက်လုံးတဲ့သူတွေတောင် level 6ဆိုရင်အတော်ဆုံးပဲလို့ပြောရပါမယ်ဂျိုးအတွက်ကတော့ဒါဟာဟဲရာမန်ကိုပထမဆုံးစမ်းစားမှုချင်းဖြစ်ပြီးသူကတက်တိမွေးပြီးအလက်စားအဆက်ကိုပဲမှာလိုက်ပါတယ်ဒါပေမဲ့ဂျိုးမသိလိုက်တာကဟဲရာမန်ရဲ့အဆက်အဆင့်ဟာတရားအထိရှိနေတာပါဆိုင်ရှင်ဖြစ်သူကအရန်အံ့ဩသွားပြီးငရဲခောက်ဆွဲ level 50မှာလည်းသူရှိနေပြီဟေ့လို့အတန်ကျဲကြီးနဲ့អော်ပြောလိုက်ပါတော့တယ်ဆိုင်ထဲကတခြားစားသုံးသူတွေလည်းအကုန်မြင်တက်သွားကြတာပေါ့ဟဲရာမန်ရဲ့ဟင်းရည်ထဲမှာစီချွမ်ငရုတ်ကောင်းအဆက်ပဲငါပြီးငရုတ်တီးအမျိုးမျိုးပြင်စိတ်ကူးရရှိသမျှအဆက်ပစ္စည်းတွေအကုန်ပါဝင်ပါတယ် level 50ဆိုတာဆိုင်ရဲ့အထုလုံးငရုတ်တီးမှုဇုံပေါင်း50ကိုခွက်ထဲလောင်းထည့်လိုက်တာပါဒီခောက်ဆွဲရဲ့အဆက်ကတော့အဆုံးဆုံးပါပဲသူ့ရဲ့အနံ့ကတင်ပတ်ဝန်းကျင်ကလူတွေကိုချောင်းဆိုးလဲချောင်းရစေတဲ့အထိပြင်းထန်လွန်းလာပါတယ်ဂျိုးကတော့ရှေ့ကနေရဲနေတဲ့ခွက်ကြီးကိုကြည့်ပြီးဘာပြောရမှန်းမသိစွန့်လို့နေပါတယ်ဆိုင်ထဲကလူတွေကလည်းဘာဖြစ်မလဲဆိုတာကိုတိတ်ဆိတ်စွာစောင့်ကြည့်နေကြတာပေါ့သူပထမဆုံးတစ်လုပ်ကိုတတိထားပြီးမီးလိုက်တဲ့အခါမှာတော့တကယ်ငရဲရတာကိုခံစားလိုက်ရတယ်လို့ပါပဲပါဇက်တစ်ခုလုံးမီးလောင်နေတယ်လို့ခံစားရပြီးမျက်ရည်တွေလည်းဝဲတက်လာပါတယ်သူရည်တွေကိုအတင်းလူတောင်းမိတာပေါ့ခုနကသူ့ကိုလေးစားတယ်လို့ကြည့်နေတဲ့သူတွေကအခုတော့စိတ်ပြတ်သွားကြပြီးတချို့ဆိုရင်ခိုးပြီးတောင်နှောင်နေကြပါတယ်ဂျိုးကတော့သူ့ရဲ့တိတ်ခါကိုပြန်ဆယ်ဖို့ဆုံးဖြတ်လိုက်ပြီးအင်ဂျီလက်ကိုပင့်တင်ကအတင်းပဲဆက်စားပါတော့တယ်အရသာရှိမရှိရှာခံနိုင်မခံနိုင်သူကယူမဆိုင်တော့ပဲအတင်းပဲခစားနေပါတော့တယ်မကြခင်မှာပဲသူ့မျက်နှာတစ်ခုလုံးနီးရဲလာပြီးချွေးတွေတစ်ဖြတ်ဖြတ်စီကြကနှက်ခမ်းတွေကလည်းกินထားတဲ့ဝက်ဥချောင်းတွေလိုဖူးယောင်လာပါတယ်အဲ့ဒီအချိန်မှာစိတ်ရင်းကောင်းတဲ့ဝန်ထမ်းလေးတစ်ယောက်ကထမင်းနဲ့အရန်ဟင်းတွေလာပေးပါတယ်သူကအဆက်သက်တာအောင်ထမင်းနဲ့ရောစားရင်အသားဖက်တွေကိုခောက်ဆွဲနဲ့တွဲစားလိုက်တဲ့ခါမှာတော့အရသာကတကယ်ကိုပိုကောင်းသွားပါတယ်သူအားရပါရစားနေတာကိုမြင်တော့လူတွေကလောင်ပြောင်ရာကနေတဖန်ပြန်ပြီးအားကြလေးစားသွားကြပါတယ်9မိနစ်တောင်မပြည့်ခင်မှာပဲဂျိုးကခောက်ဆွဲတစ်ခွက်လုံးကိုကိုအောင်စားလိုက်ပြီးဟင်းရည်တစ်စက်တောင်မကြမ်းခဲ့ပါဘူးစားပြီးသွားတဲ့အခါမှာတော့သူ့အုံနောက်ကလုံးဝပလာဖြစ်သွားပြီးဒီလောက်ဆက်တာကိုလူတွေဘာလို့စားကြတာလဲလို့တူတူလေးရေယုံမိပါတယ်ဒါကိုဆိုင်ရှင်ကကြားသွားပြီးအပြင်ရောက်ရင်မင်းနားလဲသွားလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်ဂျိုးကနားမလည်နိုင်ပဲဆိုင်တကားကိုတွန်းဖွင့်လိုက်တဲ့အခါမှာတော့အင်းမြတဲ့လေညင်းလေးကသူ့ကိုလာထိတွေ့လိုက်ပြီးသူဟာတကြော့ပြန်မွေးဖွားလာတယ်လို့ခံစားလိုက်ရပါတယ်သူ့ခန္ဓာကိုယ်ထဲမှာစွမ်းအင်တွေတောက်လောင်နေပြီးရှေ့ကိုဆက်လန်းဖို့ခွန်အားတွေရလာတယ်လို့ပါပဲအဲ့ဒီတော့မှလူတွေဘာလို့အဆက်ကြိုက်ကြတယ်လဲဆိုတာကိုသူနားလဲသွားပါတော့တယ်